လာမင်းလေးကလုံးတီးနေညီမလေး boost လုပ်တာနှစ်ခါရှိပြီဟုတ်တယ် TikTok မှာ boost လုပ်လို့ရတယ်အဲ့လိုလုပ်တဲ့ချိန်မှာတဲ့တော့အခုလိုမျိုးမရှင်းပြဘူးတဲ့ full ဘာနှစ်ခုပဲရှင်းပြတယ်အဲ့တော့ဟုတ်တယ်ကိုကဒါကသိထားမယ်မသိဘူးဟဲ့ဆိုလို့ရှိရင်ဒီခစ်ကလေကိုကမသိဘူးဆိုလို့ရှိရင်သူများတွေကကိုကိုဟာသမ ्या သီးလေးလိမ့်လာပြီဆိုပြီးတော့နော်အဖားကိုချောင်းနေမှာအဲ့ဒီတော့ business မှာကိုကသိရမယ် boost လုပ်တယ်ဟုတ်ပြီနော်ကိုဒီ boostခုန service ကနေဝယ်နေတဲ့ဟေ့ဆိုတော့မကွာကိုတိုင်းဘလူးဘူးစီဘလူးလေးတွေရှိတယ်ဆိုတော့ကိုသိထားမသိထားဘူးဟေ့ဆိုလို့ရှိရင် service ကသူတို့ရှိတာပြောပြီးတော့သူတို့အဆင်ပြေတာလုပ်သွားမှာအဲ့ခါကျရင်ကွာဒုက္ခတွေရောက်ပြီးတော့ကိုတိုင်ပတ်ပြီးတော့ကြံခဲ့ပါဗျာเนาะ okay အဲ့တော့နော်ကိုက boost လုပ်တဲ့အချိန်မှာကောပြောလို့မျိုးเนาะ profile ကို boost လုပ်လို့ရတာတွေရှိတယ်ဟုတ်တယ်အဲ့ပြီးရင် post ရဲ့ view ကို boost လုပ်လို့ရတာတွေရှိတယ်အဲ့ပြီးရင် message ဝင်လာအောင် boost လုပ်ရတာတွေရှိတယ်เนาะဒါမျိုးတွေအကြမ်းများဖြစ်ဒါမျိုးတွေရှိတယ်เนาะအဲ့ဒီ Facebook မှာဆိုလို့ရှိရင်လည်းအဲ့ဒီလိုပဲเนาะဒီ profile ကို boost လုပ်ရတာရှိတယ် post ကို boost လုပ်ရတာရှိတယ် message ကို boost လုပ်ရတာဒါမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဗာလဲဆိုကိုကယောက်ျားလေးတွေကြီးပဲတီးတန့်ကိုကနော်ဒီဈေးကွက်ထဲမှာလိုချင်နေဟိဆိုယောက်ျားလေးတီးတန့်ကြီးပဲ boost လို့ရတာရှိတယ်မိန်းကလေးတီးတန့်ကြီးပဲ boost လို့ရတာရှိတယ်ဒါဒီကအစရွေးလို့ရပါတယ်ကိုက service အပ်တဲ့ဟိဆိုလို့ရှိရင်ဒါလေးတွေသိထားပါနော်ကိုတော့ service မလုပ်ပြီးပါဘူးနော်တခါလေးပြောတာ message မှာလာမေးနေမှာဆိုလို့နော်အဲ့တော့နော် service အပ်တဲ့ဟေ့ဆိုလို့ရှိရင်လည်းဘာမျိုးလေးရွေးလို့ရတယ်ဘယ်လိုလေးတွေလုပ်လို့ရဒါလေးတွေသိထားတဲ့ဟေ့ဆိုရင်အများကြီးပို့ပြီးတော့ထိရောက်ပါတယ်ဈေးရောက်တဲ့သူတွေတော့ကောင်းတော့ဘာလဲဆိုရင်ဒီ give away တွေပေးတယ်give away တွေပေးတယ် promotion တွေချတယ်ဟေ့ဆိုလို့ရှိရင် post view နဲ့ boost ချလိုက်ပါအဲ့ဒါဆိုလို့ရှိရင်เนาะအလူတွေအများကြီးစီရောက်တော့အကယ်၍ထားပါတော့ကိုကရောင်းကောင်းကျင်တဲ့ဟေ့ဆိုလို့ရှိရင်เนาะmessage နဲ့ boost ချလိုက်ပါအဲ့ဆိုရင်အနောက်ကနေ messenger တွေကောင်းနဲ့ဝင်လာအောင်အဲ့ဒါကိုဗာလဲဆို24နာရီတယောက်ကထိုင်ပြီးတော့ဖြေဖို့ admin လေးတယောက်လောက်ထားပြီးတော့တောက်လျှောက်ဖြေပါအဲ့ဒါအများကြီးရောင်းကောင်းစေပါတယ်ဗျာ KSC ကိုကောင်းဖြစ်ပါ online မှာ boost လုပ်နေလား TikTok မှာရောရောင်းနေကြလားကိုမတ်လေးမှာကိုစီဘယ်လိုရောင်းနေလဲလေးတွေပြောခဲ့ပြပါအောင်ကိုအောင်ကိုမတ်လေးတွေတစ်ချက်ကြည့်ပြီးတော့เนาะ reply လေးတွေနဲ့ပြန်ပြီးတော့ဖြေပေးနေလို့ပါအားလုံးကိုမတ်မှာ see you ပါဗျာအများကြီးရောင်းကောင်းပါစေ